ဒီမျိုးသမီးဟာရွေးချယ်ပွဲမှာဝစ်စုံကရုတ်တရက်ဆုတ်ပြေးသွားခဲ့လို့အမျိုးသမီးကကောက်ကျစ်တဲ့ညီမဖြစ်သူရဲ့အင်ဂျီပေါ်မှာပြားရည်တွေခိုးတုံနေတယ်ပြီးတော့အဲ့ဒီညီမအေဂရစ်မင်းရှိမှာကိုလုတ်တော်ရွေးချယ်ပွဲရှင်ပြိုင်တဲ့အခါနကြီးကောင်တွေရောက်လာပြီးအေဂရစ်မင်းရှိမှာအဆက်ကွဲအောင်လုပ်ဖို့ရည်ရွယ်ထားတာပါဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ဘဝတုန်းကဒီမျိုးသမီးဟာရွေးချယ်ပွဲမှာဝစ်စုံကရုတ်တရက်ဆုတ်ပြေးသွားခဲ့လို့ပွဲချင်းပြီးအဆက်ကွဲကတိတ်ခါကြခဲ့ရတယ်ဒါပေမဲ့ကောက်ကျစ်တဲ့ညီမဖြစ်သူကတော့ရိုးရှင်းတဲ့ဝစ်စုံလေးနဲ့လက်ပြာတွေကိုဆွဲဆောင်နိုင်ခဲ့ပြီးမေတော်ကြီးရဲ့မင်္ဂလာရှိတဲ့သူအဖြစ်သတ်မှတ်ခြင်းခံရပြီးယာရုတက်သွားခဲ့တယ်ဒီမျိုးသမီးတေကာနီးကြမှာပဲအမှန်တရားကိုသိလိုက်ရတာပါသူမရဲ့ဝစ်စုံကိုညီမဖြစ်သူနဲ့မိထွေးဖြစ်သူတို့ကလက်ဆောင်ပြခဲ့ကြတာဖြစ်ပြီးညီမဖြစ်သူရဲ့ဝစ်စုံကတော့လက်ပြာတွေဆွဲဆောင်နိုင်ဖို့ပမောင်းရည်နဲ့စိန်ထားတာဖြစ်ပါတယ်အမျိုးသမီးဟာနာကြီးချက်တွေဒေါသတွေနဲ့အတူမျက်စိမှိတ်သွားခဲ့ရတယ်သူမပြန်နိုးလာတဲ့အချိန်မှာတော့ကိုလုတ်တော်ရွေးချယ်တဲ့နေ့ကိုပြန်ရောက်နေခဲ့ပြီးအဲ့ဒီအချိန်မှာပဲမိထွေးဖြစ်သူကသူမအတွက်ဝစ်စုံတစ်ခုလာပေးတယ်ဒါဟာငွေအမြောက်အများကုန်ခံပြီး3 လကြာအောင်ချုပ်လုပ်ထားရတာလို့ပြောလာတယ်သမီးလေးသမီးကတို့အမတ်ကြီးအိမ်တော်ရဲ့အနွယ်ဝင်သမီးကြီးပဲဥစ္စာဒီနေ့ရွေးချယ်ပွဲမှာဒါကိုဝစ်သွားရင်တခြားသူတွေကိုလွှမ်းမိုးနိုင်မှာအသေးချာပဲအမေကသမီးလေးအစဉ်ပြေချောမွေ့ပါစေလို့ဆုတောင်းပေးပါရနော်အမျိုးသမီးဟာပြီးခဲ့တဲ့ဘဝကမိမိကိုမျိုးတော်တစ်ခုလုံးရဲ့လှောင်ပြောင်စရာဖြစ်စေခဲ့တဲ့ဝစ်စုံဆိုတာကိုချက်ချင်းသတိရသွားတယ်ဒါပေမဲ့သူမကသူတို့ရဲ့ကောက်ကျစ်တဲ့အစီအစဉ်ကိုချက်ချင်းဖွင့်မချပဲအဲ့ဒီဝစ်စုံကိုပဲတမင်ဝစ်စင်ပြီးနန်းတော်ထဲကိုရောက်လာခဲ့တယ်အဲ့ဒီအချိန်မှာညီမဖြစ်သူကဟန်ဆောင်ပန်ဆောင်နဲ့လာပြီးချီကျူးစကားဆိုတယ်ကျေးဇူးပါပဲညီမလေးရဲ့ဒီရိုးရှင်းတဲ့ဝစ်စုံကလက်ပြာတွေကိုဆွဲဆောင်နိုင်တာမို့တကယ်ကိုညံကောင်းပြီးထူးခြားလာပါတဲ့အချိန်အဝါမျိုးရှိနေတာပါလို့သူမကပြန်ပြောလိုက်တယ်တောက်ဘလောက်ပဲကောင်းအောင်ဝတ်ဘာသုံးဝင်ပါလဲဒီနေ့ရဲ့ဆုလက်ကတော့ငါ့အတွက်ပဲဖြည့်ရမယ်လို့ညီမဖြစ်သူကကျုံးသွားလိုက်တယ်ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးကညီမဖြစ်သူရဲ့အင်ဂျီဘော်ကိုပြားရည်တွေခိုးတုပ်လိုက်တယ်ဘာလို့လဲဆိုတော့ညီမဖြစ်သူရဲ့အင်ဂျီကပန်းပေါင်းရည်နဲ့စိန်ထားတာဖြစ်လို့အခုလိုပြားရည်ပါထပ်ပေါင်းလိုက်ရင်နကြီးကောင်တွေကိုဆွဲဆောင်မိမှာကိုသူမသိနေလို့ပါညီမဖြစ်သူထွက်သွားပြီးတဲ့နောက်မှာတော့ပြီးခဲ့တဲ့ဘဝတုန်းကမင်းသားလေးရုတ်တရက်ယောဂါထားဖောက်ပြီးကြောက်တောင်နောက်မှာတတိမေလဲကျသွားခဲ့တာကိုသူမတတိရသွားတယ်အဲ့ဒီတုန်းကစေကူတာမှုနောက်ကျသွားလို့မင်းသားလေးအသက်ဆုံးရှုံးခဲ့ရတာပါဒါကြောင့်သူမလဲကျနေတဲ့မင်းသားလေးကိုမြင်လိုက်ရတဲ့အခါမှာတော့ချက်ချင်းပဲနန်းတွင်းအစီခံတွေကိုတမားတော်သွားခေါ်ခိုင်းလိုက်တယ်သူမကိုယ်တိုင်ကတော့မင်းသားလေးဘေးမှာစောင့်ရင်းအင်ဂျီကျဲသီးတွေကိုဖွင့်ပေးပြီးမင်းသားလေးအသက်ရှူချောင်းအောင်လုပ်ပေးနေခဲ့တယ်မကြခင်မှာပဲတမားတော်ကြီးရောက်ရှိလာပြီးအချိန်မီကုသပေးနိုင်ခဲ့တာကြောင့်မင်းသားလေးအသက်ဘေးကလွတ်မြောက်သွားခဲ့ရတယ်မင်းသားလေးရဲ့အတော်ဖြစ်သူကကျေးဇူးဆက်တဲ့အနေနဲ့အမျိုးသမီးရဲ့တောင်းဆိုချက်တစ်ခုကိုဖြည့်ဆည်းပေးမယ်လို့ကတိပေးတယ်အမျိုးသမီးကလည်းချက်ချင်းပဲအကူအညီတောင်းပြီးသူမရဲ့ဝစ်စုံကညစ်ပတ်သွားလို့ရိုးရှင်းတဲ့ဝစ်စုံတစ်ခုနဲ့လဲလှယ်ပေးဖို့ပြောလိုက်တယ်အတော်ဖြစ်သူကအမျိုးသမီးရဲ့ရိုးသားတဲ့စိတ်ကိုမြင်ပြီးသဘောတူလဲလှယ်ပေးခဲ့ပါတယ်အမျိုးသမီးရွေးချယ်ပွဲကျင်းပရာနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့လူတိုင်းကသူမရဲ့ရိုးရှင်းလွန်းတဲ့ဝစ်စုံကိုကြည့်ပြီးတော်ဝင်မိသားစုကိုမလေးစားဘူးဆိုပြီးအတင်းပြောကြတယ်အမက်ကြီးသမီး